အဲ့ဒါကဘာလဲဆိုတော့နောက်90တကူကကြောက်အရာလုံးကိုကြောက်အရာလုံးကိုကြောက်ညီလေးဆဲအောင်လားမအောင်ဘာဖြစ်လဲဘာလို့ကြာဒီလားမယ်ဆောင်းလို့ရှင်တော့โอเคနော်ဒါယူသားပြောတာဟုတ်မှာသူ့ပြောပါလေမျိုးကြားဘူးလေကြောင်းမကောင်းလို့ကြောင်းမကောင်းလို့ဒီပါလေဆရာမအတင်ပြမကောင်းလို့ကြောင်းရတဲ့ဟုတ်တယ်မโอเคနော်အဲ့လိုပြောကြပြီပါလေမဆောင်ဝဲကြပါဘူးလေပေါင်းသိမ်းမလို့ဟမ်ကြားဘူးတော့မလားပေါင်းသိမ်းမโอเคနော်ဟုတ်နော်စက်တယ်ပါကြက်တာမပါလို့ဒီစိုက်ကြတာရမပါလို့ဒီဆောင်းဝဲမပြန်ပြောင်းမိခံလို့ဖြစ်โอเคနော်အရာတော့ကိုကြောင်ပဲအရာလုံးကိုကြောင်โอเคနော်ဟုတ်တာကောင်းကလေးမေးမအောင်ထားပါဟမ်ကြည့်ပြပါလေအကောင်ကလေးကငွေမတ်လို့လေငွေတော့လိုက်သွားတယ်ဩမင်းမအောင်မအောင်မကြိုးစားမင်းထားခဲ့မှာပေါ့နေတော့နေသေးဟုတ်တယ်မဟမ်ဟုတ်တယ်မမင်းလေးကယောက်ျားလေးအားကိုးနေတာလေမင်းမအားကိုးနိုင်တဲ့အရေးချင်းရှိရဆို तू ကလာအောင်ပဲကိုရှင်မင်းစတောင်းဖြစ်နေဟွာလုံးဝသူတို့ကလာပါပဲဟောသူတို့အားကိုးနေတာလေကိုကသူတို့အားကိုးလို့မရဘူးသူတို့ကပြန်ပြီးချီရမယ်ဆိုမလို့ဟိုဖြစ်မှာလေဟုတ်တယ်မကောင်းမလေးထားခဲ့တာလေကိုကြောင်ပဲဟုတ်လားဆောက်ရင်10တန်းကြာတယ်ကွာ10 3 4စက်တိုင်းကိုကြာဟုတ်တယ်စားမလို့လေစားစိတ်မပေါအောင်စိတ်ကိုဝင်စားစားမလို့ရှင်စားလို့နေရစိတ်ကအဆင်မပြေဘူးအဲ့လိုဆရာအပြင်လုပ်တွေပဲကုန်ရှောက်လို့ရှင်တယ်အဓိကပတ်သက်ရှာနေတယ်ငယ်လေးကငါဘောက်စားလုပ်ခိုင်းလို့မသိဘူးငါဒီချိန်မှာငါစီးပွားရေးလုပ်နေငါပတ်သက်ဘယ်လောက်ရရငါအရင်ကအဲ့လိုပဲတွေ့တယ်အဲ့ဆိုလို့ရှင်တယ်ဟိုပြောမှဆိုဟိုစီးပွားရေးမှာကိုအဆင်ပြေသွားရကွာစာပိုင်းမှာတော့အဆင်မပြေဘူးပေါ့အဲ့လိုအဲ့ဆိုလူတယောက်လိုချင်စိတ်ရှိမှရမှာလေဒါကြီးရမှဖြစ်မယ်ဒါကြီးမင်းတို့ဆိုတော့အခုလူငါဖုန်းမြင်တက်ချင်တယ်စိုက်ရောက်လာတယ်စာတင်ကြတယ်ရအောင်လုပ်တယ်ရအောင်ကြိုးစားကြမရရင်တံပေးခံပါလေအဲ့ပြီးတော့မင်းတို့ဘဝအိမ်မက်ပန်းနိုင်တယ်ဒါပဲမင်းတို့အသက်မွေးရအောင်ပြုမှလည်းဒါပဲဒီဖုန်းပညာပဲဖြစ်တော့ကြောင့်မို့အကြီးကိုမရရအောင်လာပြီးတော့တင်ကြဟုတ်တယ်မအဲ့တော့မင်းတို့ချင်းနေ6လပြည့်မင်းတို့တက်မယ်အဲ့ဆရာပြောတယ်မင်းတို့6လပြည့်တက်ကိုတက်မယ်ဆိုတာအဲ့တော့ဆရာကြီးလူတေချာရွေးပြီးတော့ခေါ်တာဖြစ်တော့ကြောင့်မို့တင်ပေးတာဖြစ်တော့ကြောင့်မင်းတို့စိတ်နေစိတ်ထားအောင်လည်းဆက်ကြည့်ပြီးမင်းတို့တကယ်တက်မဲ့ကောင်ဖြစ်တော့ကြောင့်ဆရာလုံးဝအာမခံတာတရားပဲနော်ဟုတ်ပြီနော်အရာလုံးကိုကြောင့်ဟုတ်ပြီနော်မိသားစုဆင်မပြေဘူးကြောင့်လေကိုကြောင့်လေကိုကြောင့်ပဲကိုအဆင်မြောက်ဂျားထဲမှာနေပြလိုက်လေကိုဆောင်းဖြစ်ပြလိုက်အဲ့အဆင်ပြေပါလိမ့်မယ်ဟုတ်တယ်မဟာရွှေမျိုးရဗာလဲရွှေရှိမှမျိုးတော်တယ်ဟုတ်တော့မင်းမရွှေကောင်းမရှိရမလို့မျိုးတော်ချင်ပါလေမရွှေရှိအောင်လုပ်လိုက်မင်းမျိုးတော်လေဟုတ်ကဲ့နော်ဟုတ်တယ်မအရာလုံးကိုကြောင့်ပဲမင်းအခုချိန်မှာခက်ခဲနေတယ်မင်းအဆင်မပြေဘူးမင်းဒုက္ခရောက်နေဘာဖြစ်လို့လဲမင်းတစ်ချိန်ကမကြိုးစားခဲ့လို့လေလုံငယ်3နှစ်ကမင်းဆောက်လွဲတွေပဲလုံနေလို့ပေါက်ရရပဲလုပ်ခဲ့လို့ဟုတ်တယ်မဟာမင်းခုဘာလို့ဆင်ပြေနေရလဲလုံးဝ3နှစ်3က9နှစ်တော့လုပ်ခဲ့ရလေဇာတ်ခု run တာတဲ့အရင်တော့အချိန်နေဇာတ်ခုရင် easy နေလို့ရဟုတ်မှာဇာတ်ပတ်စံထိုင်တာလူကြီးရှာခဲ့ပြီးသွားရင်တော့ easy လေးနေလို့ရပါတယ်ဘာဖြစ်လို့လဲဇာတ်လုံးဝ56နှစ်အထုံပြင်းတာလေအထုံကြိတ်တာအထုံလုပ်တာရတန်းတာအကုန်လုပ်တာဟုတ်မှာအရာတော့ကိုကြောင်မယ်စီးပွားရေးဆက်မပြေဘူးဟာဖုန်းနိုင်ဖွင့်ဟာနိုင်ငံရေးမကောင်းလို့ဆိုင်ရရောင်းမကောင်းဟုတ်မစီးပွားရေးကောင်းအောင်မလုပ်လို့မာကတ်တင်းမိုင်းတွေမလုပ်လို့ customer service တွေမလုပ်လို့ဟုတ်လားအဲ့ဒါကြောင့်လေဟုတ်မှာလေပြည့်ပါဘယ်ရမှပြည့်မတင်နဲ့အရာလုံးအဖေကကို့မှာပဲရှိရကိုယ်နဲ့စူးစားကိုယ်နဲ့ပြောင်းလဲမယ်ဆိုရင်ရလိမ့်မယ်โอเคအဲ့ဆိုလူတွေကအရာလုံးကိုကြောင့်ဟုတ်ပြီနော်အဲ့ဒီအချိန်ဒီမှာလူတွေကဘလို့ချင်းတွေကဘလို့စပြီးတော့ပြောင်းလဲဆိုတော့နော်ပြဿနာကြီးဖြစ်တယ်နော်ပြဿနာကြီးဖြစ်တဲ့ခါကျရင်ပြောင်းလဲတယ်ပြီးတော့ရှင်လူရဲ့လှောင်လာလိမ့်မယ်ပြီးကိတ်ရမယ်အားချမယ်တပည့်ခံမှာနော်ဘယ်လိုလဲဆိုတော့ဟာမင်းလောက်တခုမစလို့မင်းဇွဲဖုန်းမှန်ဟောအခုဆိုလို့ရှိရင်တော့ဖုန်းတယ်သူစူးစမ်းနေကိုယ်ပိုင်ဆိုင်ဖုန်းတယ်သူလုံနေဒါပေမဲ့မင်းအဲ့လိုမျိုးလုံမယ်လို့ပြောချင်းမှာမင်းကိုလက်ခံလူကရှိမယ်ကွာမင်းမေရှိမယ်ဒါပေမဲ့မင်းရဲ့တငယ်ချင်းတွေရှိမယ်မင်းရဲ့အဆွေမျိုးကြီးမင်းဒီကောင်ဖြစ်မှာမဟုတ်ဒီကောင်ဆောက်လွဲလို့တော့လက်ကြောလေးတော့မဟုတ်ဘူးမင်းကိုပြောလိမ့်မယ်လှောင်ရလိမ့်မယ်ကြီးလေအဲ့ကောင်ဘယ်နေ့အဲ့ကောင်မလို့ပဲရက်မလို့မသိဘူးကိုစိုးနိုင်တယ်အဲ့လိုပဲဘယ်နေ့ဒီကောင်ရက်မလို့မသိဘူးစောင်းကြည့်ရမယ်ဒီကောင်ကြောက်တူးနေနေဟိုကကြောက်လုံနေနေဘယ်လိုဖြစ်လို့ဖုန်းလာအေးကြည့်နေဒီကောင် line ဘယ်တော့ပြောင်းလဲမသိဘူးလူတွေကလှောင်နေလိမ့်မယ်ပြောနေတယ်ဒီကောင်လွှဲလုံနေပြောကြလိမ့်မယ်ပြီးကဲ့ရမယ်အဲ့ကောင်ကြည့်နေဖြစ်မှာမဟုတ်မင်းအဲ့ဒီတကယ်ကိုဖြစ်ဟိုဆောက်လွှဲဖြစ်လိမ့်မယ်ဒီကောင်ကြာချုံးနေမယ်အဲ့ချိန်မှာမင်းတို့ကအရင်ကြိုးစားရအားထုတ်တယ်ဒီကောင်ကြိုးစားရနေညတောက်လျှောက်ကြိုးစားရအောင်မျိုးအကြောင်းတွေပဲစဉ်းစားရလုံနေဆိုရင်ဘာဖြစ်လာမင်းတို့ပြောင်းလဲလာလိမ့်မယ်ကောင်းလဲလာလိမ့်မယ်အဆင်ပြေတဲ့ညောင်ရောက်လာတယ်အခါကျရင်မင်းတို့ခုနလှောင်ရဲလူရပြန်အားကြလိမ့်မယ်ပြန်အားကြတဲ့အချိန်မှာမင်းတို့ထက်ကြိုးစားတယ်ဖင်ကောင်းမကြည့်ဘူးကွာဖင်ကောင်းမစားဘဲနဲ့ထက်ကြိုးစားတယ်ကိုနီလန်ကိုဟာပဲကိုချောင်းလုပ်တယ်လုံနေဘာဖြစ်အောင်လဲမင်းတို့ထက်အောင်နေတယ်နောက် level တစ်ခုထက်ရောက်ပြီဆိုရင်မင်းတို့ခုနလှောင်ရဲလူရအားကြလိမ့်မယ်အားကြပြီအဲ့တဲ့တစ်ဆင့်မင်းကထက်မြင်သွားဆိုမင်းတို့ရမရှိမှတပည့်လာခံလိမ့်မယ်
ကိုတော့ပါအောင်ကျွန်တော်တင်နေတင်ပေးပါအောင်ရလှုပ်ရှင်လို့ပါညာဟောငါတို့ကတကယ်ကြီးရင်းနေပဲဒါငါတို့ဆွဲခေါ်ပါအောင်ပါညာဆိုဟုတ်တယ်မအဲ့လိုဖြစ်လာတယ်ပဲโอเคနော်အဲ့အရာတော့ကိုကြောင့်ကိုယ်တိုင်စပြီးပြောင်းလဲဝင်ရမှာဟုတ်ပြီဒီသားတွေမှာအကြောင်းမိသားစုရင်တော့ဆိုအရန်အနေခံရတယ်ဘယ်နေရာသွားမှတ်တာမရှိလို့နေရာမရဘူးပေါ့အဲ့လိုအခြေအနေမျိုးအရန်ကိုမျက်နှာငယ်ရဲ့အခြေအနေစဉ်းစားကွာရွှေမျိုးမတရားဘူးပေါ့ခုနကပြောရွှေကြီးမှမျိုးအဲ့လိုအမှန်တော့မဟုတ်ကိုယ်တိုင် strong ဖြစ်တာကိုယ်တိုင်မှ blind ဖြစ်တဲ့ခါကျဘူးကမင်းကိုစောက်ဖတ်လို့မှာအဲ့ဒါကြိုးစားတယ်ဘုံကတေချာကြိုးစားခဲ့လိုက်တယ်လွန်ခဲ့တဲ့6နှစ်9နှစ်ကအကုန်ကြိုးစားခဲ့တဲ့အချိန်မှာကြောင်းလဲသွားတယ်အားလုံးအဆင်ပြေသွားတယ်အားလုံးအရာတော့ကိုကြောင့်ပဲစပါယူစတေချာတည်သွားတယ်တည်သွားတဲ့ကြောင့်ဆရာမင်းတို့အဲ့ဒါလေးထည့်ပြီးတင်ပေးပြတယ်ပေါ့နော်โอเคနားလည်အောင်လေပြော နား